ကဲယနေ့14ရက်6လ2026နေ့ရက်အတွက်နော်အပရိတ်ဈေးအသစ်လေးတွေနဲ့အတူအပရိတ်ကားအသစ်လေးတွေကိုကျွန်တော်ထပ်ပြီးတော့အယောင်တင်ပေးပါမယ်ခင်ဗျာနော်ဒစီညင်းစီမော်ဒယ်ဈေးနှုန်းလေးပြောရမယ်ငွေချမ်းအလဲထက်အရေးကြအားလုံးရအောင်မယ်ခင်ဗျာအရေးကြလေးကတော့ရန်ကုန်မန္တလေးနေပြီးတော့ပဲကိုမြို့ပေါ်ဆိုရင်ရပါတယ်ခင်ဗျာနော်အရေးကြအသေးစိတ်ကိုတော့ရှိုးတို့မှာလာရောက်စုံစမ်းလို့ရပါတယ်ခင်ဗျာဆက်သွယ်ရင်ဖုန်းနံပါတ်လေးကတော့39966465ကိုတင်လေးကိုဆက်သွယ်ရင်ဆုံးနိုင်ပါတယ်ခင်ဗျာနော်ကျွန်တော်ဖုန်းကရင်လေးကတော့မနက်8ခွဲည8ခွဲဖြစ်ပါတယ်ခင်ဗျာနော်ရှိုးလုံးလေးရဲ့လိပ်စာလေးကတော့အရှိတကုံ9ရက်ကွက်ရာသတွေဝန်ဝေးလမ်းမပေါ်မှာတည်ရှိပါတယ်ဒစီချင်းစီကိုပြောပြရမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ရှုပေးပါအောင်ခင်ဗျာနော်ကျွန်တော်ဒီကောင်လေးကနေစပြောပေးပါမယ်ဒီကောင်လေးကတော့ကျွန်တော်1002မော်လေးဖြစ်မယ်နော်ဒီဇယ်အော်တိုလေးပါခင်ဗျာဂျီတန်းဘကိုးလိုင်းဆင်းနေရမယ်နော်ဒီကောင်ကတော့12ရောက်စီးလေးပါခင်ဗျ12ရောက်စီးလေးပါတင်ပေးလိုက်ပြီနော်မေးများလုံးလို့ကဲဒီဘက်ကပစ်ကက်လေးကတော့1000တန်းလေးမော်ဒယ်မြင့်လေးကတော့မနေ့ကစိုးအောင်ပါတယ်ခင်ဗျအစ်စ်ဝင်တဲ့ကောင်လေးဆိုရင်ကျွန်တော် Honda Eddy 1003F တန်းလေးရှိမယ်ခင်ဗျာဘကိုးလိုင်းဆင်းလေးနဲ့ပါဒီကောင်လေးလည်းကျွန်တော်အရင်တင်ပေးရတဲ့မွန်လိုင်းဆင်းနဲ့ဈေးတူတူပဲခင်ဗျာနော်400နဲ့မှ18သိန်းဈေးနှုန်းတူပါတယ်ဒီကောင်လေးပါခင်ဗျာနော်ဒီကောင်လေးကတော့1004အရှိရကောင်လေးကတော့1003လေးပါခင်ဗျာနော်နှစ်စီးလုံး400နဲ့18သိန်းမန်ရွယ်လေးတွေပဲစတာရက်လေးကျုံမယ်နော်200ပေါ်မှာပြီးရင်ဒီဘက်မှာ high လေးလည်းကျန်ပါမယ် delivery အကြီးကြီးလိုချင်တဲ့ customer တွေအတွက်ကျွန်တော်ရှင်မှာ Mitsubishi L300 လေးရှိမယ် 45C engine နဲ့နော် slide နှစ်ဖက်နဲ့ပါခင်ဗျာအတင်ချပစ္စည်းလွယ်ပါတယ်ခင်ဗျ1000ဒီကောင်လေးကတော့1008လေး400နဲ့မှ8သိန်းဈေးနှုန်းအရန်တန်တယ်ကားကွန်နက်ရှင်လေးကောင်းမယ်ပက်လဲလဲအော်သေးများမယ် manual gear လေးဖြစ်မယ်ပေါင်းဝင်းတို့နှစ်ပေါက်ပါမယ်ခင်ဗျာနော်ကဲဒါလေးကတော့အသစ်ဝင်တဲ့ဝင်းကလေးလေးဖြစ်မယ်ခင်ဗျာနော်2006 model လေးပါခင်ဗျာဒီကောင်လေးကတော့ smart key ဖြစ်မယ် Aeon digital နဲ့နံပါတ်10လေးကတော့ Eden 1 yen လေးနဲ့ရအောင်မယ်ခင်ဗျာဒီကောင်လေးကတော့900နဲ့မှ18သိန်းပါနော်ဗမာမီကြောက် smart key Aeon digital အင်းနေနောက်ထွက်လေးနော်ကားလေးမိုက်ပါတယ်ခင်ဗျာတော်တော်လေးကဲဒါကတော့ Nissan Vanity နော်6ပေါ်မှာ620နဲ့မှ8သိန်းပါအမိုးကိုင်းပါမယ်ခင်ဗျာနော်1002လေးဖြစ်ပါမယ်ဒီဇယ်ဖြစ်မယ်မန်နျူယ်ဖြစ်မယ်ခင်ဗျာနော်တပယ်ဝီးနဲ့ကက်တစီတွေကမေးများတဲ့အကိုလေးကျွန်တော်ဒီမှာ AA လေးရှိမယ်နော်ကယ်ရီနာ AA လေးရှိပါမယ်ဇီနိုလေးကတော့488သိန်း1001လေးပါခင်ဗျာနော်ဇီနိုလေးတွေကပ်ပြီးထားပါတယ်ဒီဇယ်အင်ဂျင်ဖြစ်မယ်ခင်ဗျာဒီကောင်လေးကတော့ကဲဒါလေးလည်းကြံအောင်မယ်ခင်ဗျာဒါလေးကတော့ ADA super လေးပါခင်ဗျာနော်ပါဝါ4ပေါင်းနဲ့ရမယ် original 4ပေါင်းနော် alloy ပတ်လဲနဲ့ D10 1 yen လိုင်းစင် 0.5 ကိုရမယ်ခင်ဗျာနော်ဒီနဲ့ကလေးတော့ပါမယ်ကာကွန်နက်ရှင်ကောင်းမယ်ဈေးလေးက930နဲ့မှ8သိန်းပါခင်ဗျာနော်ကဲဒီတက်စီလေးလည်းရှိပါမယ်ဒါလေးကတော့ Desi engine လေးဖြစ်မယ်ခင်ဗျာနော် model လေးကတော့98ဖြစ်သွားပါမယ်490နဲ့မှ8သိန်းနော်ဒီကောင်လေးလည်းမိုက်ရ Desi လိုချင်ဒီကောင်လေးရှိမယ်ဒီဇယ်လိုချင်တော့အနောက်ကောင်လေးရှိမယ်ခင်ဗျာနော်ဒီ GT1 လေးလည်းကြံပါအောင်မယ်မနက်ဖြန်တော့ final လည်းကြည့်မှာနော်ဒီကောင်လေးကတော့930နဲ့မှ8သိန်းလေးပါ9000ခွန်လေးပါကဲလုပ်ငန်းသုံးနေရ Suzuki Auto အမှန်လေးရှိမယ်ပတ်လေအော်သေးများမယ်ခင်ဗျာနော်1004i နဲ့ဈေးလေးက988သိန်းကဲတက်စီကိုညင်ညောင်းနဲ့ grade မြင့်လေးစီးကြည့်နေဆိုရင် FIA GG အခရာနဲ့2006 model လေးရှိပါမယ်ခင်ဗျာ posted digital နဲ့ပါနော်ကဲဒီကောင်လေးလည်းကျွန်တော်နောက်ရက်အပြည့်စုံတင်ပေးမယ်နော်ဈေးလေးကတော့900ပတ်လေဖြစ်မယ်ခင်ဗျာနော်2006 GG လေးပါ posted digital နဲ့ကဲနွားလေးလည်းရှိအောင်မယ်ဒီကောင်လေးကတော့ Desi 0.3ဖြစ်ပါတယ်ခင်ဗျာ auto gear ပါဈေးလေးကတော့600မှာ2သိန်းရော်မယ်990နဲ့မှ8သိန်းပါနော် AA 0.3လေးရမယ်ခင်ဗျာနော်တက်စီလေးတွေများစွာထက်ရောက်ထားပါတယ်ခင်ဗျာဒီ high jet လူစီးလေးကတော့ယနေ့စိုးအော်ထဲမှာပါသွားပါပြီခင်ဗျာ6ပေါ်စီရတတာလေးယနေ့ဝယ်ယူသွားပါပြီ CN လေးနဲ့စိုးအော်သွားပါပြီခင်ဗျာနော်ရှားကားလေးအိမ်စီးကားလေးများရှိတယ်ကျွန်တော်လိုက်ပြီးတော့ပြပေးပါမယ်ခင်ဗျာကဲဒါလေးလည်းရှိအောင်မယ် GT1 တောက်လျှောက်အောင်နဲ့1007လေးဈေးလေးက900နဲ့မှ8သိန်းပါခင်ဗျာနော်ဒီအောင်လေးကျန်အောင်မယ်ခင်ဗျာဒါလေးကလည်း CN 6သွားပြီနော်ဒါလေးလည်းစိုးအော်ပါခင်ဗျာကဲအသစ်ဝင်တဲ့ကောင်လေးဆိုရင်ရုပ်ထမမိုင်းနဲ့ Master Damn ဘူးဒီလေးရှိမယ်နော်ပုံဟောင်းလေးပါနီးနဲ့ကလေးတော့ပါမယ်ဈေးလေးကတော့990နဲ့မှ8သိန်း 0.3 ဖြစ်မယ်ခင်ဗျာနော်စမိုက်ကီးလေးနဲ့နော် spoiler ပါပြန်စင်ပေးရတယ်စက်ကပ်ပတ်လဲနဲ့နော်ဒီအောင်လေးမိုင်းမယ်ဒီကောင်နောက်ရက်တင်ပေးမယ်ခင်ဗျာနော် Nissan မှာပုံမြောင်းလေးလည်းရှိပါမယ်1000တန်း F တန်းပုံမြောင်းအောင်ရမယ်နော်ဈေးလေးကတော့960နဲ့မှ8သိန်းပါခင်ဗျာနော်ဈေးလေးတွေကားရဲ့မှန်လေးတွေမှာကပ်ပေးထားပါတယ်ခင်ဗျာတူတာဟိုင်းလက်ဆက်ရောင်လေးလည်းရှိဦးမယ်ခင်ဗျာဒီရောင်လေးကတော့ကျွန်တော်3900ပေါ်မယ်ခင်ဗျာ 1K တဲ့ engine နဲ့990နဲ့မှ8သိန်းပါနော်97 model ပါခင်ဗျာနံပါတ် 9C နော်ရောင်လေးကတော့ကားကွန်နက်ရှင်တော်တော်ကောင်းတယ်အဆွေးနာဆိုဒဇက်မရှိတဲ့ကားလေးကဲဒါလေးကတော့ Damio ကို model မြင့်1000တန်းနံပါတ်မြင့် KN နဲ့ရမယ်ခင်ဗျာဈေးလေးကတော့860နဲ့မှ8သိန်းဒီရောင်လေးလည်းကားကွန်နက်ရှင်လေးမိုက်ပါတယ် UC တိုက်ခိုက်အားလုံးရှင်းပါတယ်ခင်ဗျာကဲရန်ကုန်မှာလူကြိုက်များဆုံးဖြစ်တဲ့ဒါလေးကတော့ Pro ပေါက်လေး 9F 1 yen လေးဈေးလေးကတော့990နဲ့မှ8သိန်း800အောင်မှာ2သိန်းရောမယ်1008ဖြစ်မယ်နေလေးမဲမယ်ခင်ဗျာနော် point 3လေးပါနီးနက်ကလေးပါမယ်ကဲဒါလေးလည်းစိုးအောင်ပါဒါလေးလည်းယနေ့စိုးအောင်တဲ့ထဲမှာပါတော့ပါပြီခင်ဗျာနော်900ပေါ်လေးပဲ
ဒီကောင်လေးလည်းကြံအောင်မယ်ဒီကောင်လေးကတော့692မှ8သိန်း EN 2006လေးရမယ်ခင်ဗျာနော် GT1 လေးတွေပါကဲအနောက်မှာဆိုရင်ဒီကောင် H10 Pro Box လေးကြံပါအောင်မယ်ဒါလေးကတော့988သိန်း1009ဖြစ်မယ် H10 ဖြစ်မယ်ခင်ဗျာနော်နေမလေးမဲပါပြီ Y3 ပါပဲခင်ဗျာဒန်စုမီယာတွေကဒီကောင်လေးပြန်ရောက်ထားပါတယ်ခင်ဗျာနော်အေကူမှုပါတဲ့ကောင်လေး2017လေးဖြစ်မယ်ပဲခူး11ပဲခူးမျိုးပေါ်နေရမယ်ဈေးလေးကတော့658သိန်းအဖြူတန့်လေးရမယ်နော်ကဲ1000ပတ်လည်မှာဆိုရင်တော့ဒီကောင်လေးကျွန်တော်ရောင်းဝင်မယ် Nissan Note လေးဖြစ်မယ် 9i နဲ့3003တပတ်အလှကိုရမယ်ဝါညံလာနေဖြစ်မယ်ခင်ဗျဈေးလေးကတော့950နဲ့မှ8သိန်း Poster လေးဖြစ်မယ် Auto Stop ပါမယ် Eco မှုတွေအကုန်အလုံးလုံးမယ်နော်စီစားသက်သားလေးဆိုရင်ဒါလေးရှိမယ်ကဲဒါလေးကတော့ကျွန်တော်နေ့ကတင်ပေးလိုက်တဲ့နွားလေးတောက်လျှောက်နဲ့လေး638သိန်း point 3 power window တစ်ပေါက်နေရမယ်နော်ကဲဒီကောင်လေးလည်းမတင်မရသေးဘူးဒါလေးကတော့1009တိရွက်ဖြစ်ပါတယ် Master Demio H10 လေးနီးနက်ကလေးပါမယ်ဈေးလည်းတက်တန်လေးနဲ့ရောင်းပေးမယ်680မှ8သိန်းညှိနှိုင်းရောင်းချပေးမယ်ငွေချန်လက်ထက်ကြီးကြအားလုံးရောင်းပါမယ်ခင်ဗျာကဲနွားရီတရားဆိုရင်တော့ကျွန်တော်ဒီမှာဒီတစ်စီးကြံပါဦးမယ် EN မန္တလေးနဲ့ဖြစ်ပါမယ်ဈေးလေးကတော့688သိန်း17.3တောက်လျှောက်အနက်ကလေးပါခင်ဗျာနော်အဖြူအတန့်လေးဒါလေးကတော့ Toyota Porty 1008ဖြစ်မယ် F10 ဖြစ်ပါမယ်ခင်ဗျာဒီကောင်လေးကတော့ Pro Box engine gear box အောက်ပိုင်းအားလုံးတူတူပဲเนาะ Pro Box နဲ့ Y3 ရုံးဆွဲမိုက်တယ်เนาะဒီကောင်လေးက slide တစ်ဖက်နဲ့ပါခင်ဗျာဒီကောင်လေးက auto slide တော့เนาะ auto slide တော့တစ်ဖက်နဲ့ပါဒီကောင်လေးတော့ကျွန်တော်948သိန်းကိုညှိနှိုင်းရောင်းချရပါမယ်ခင်ဗျာဒီဒါကတော့အသစ်ထက်ဝင်တဲ့ Suzuki Chevrolet NW လေးပါ1000တန်းအောင်ရမယ် G တန်းလေးကိုရမယ်1 year license နဲ့ဖြစ်မယ်ခင်ဗျာเนาะတော့ရှောက်နဲ့ပါဈေးလေးကတော့960နဲ့မှ8သိန်းကျွန်တော်ညှိနှိုင်းပေးမယ်မနက်ကမှရောက်တာခင်ဗျာနော်မနက်ကမှရောက်တာကဲဒါလေးကလည်းကျွန်တော်တင်ပေးပြီးသားပတ်ဆိုးလေးပဲ1009i နဲ့ model အမြင့်နံပါတ်အမြင့်1 year license ကိုရမယ်နော်ဒီကောင်လေးကတော့ 1.0 လေးဖြစ်မယ်ဈေးလေးကတော့980နဲ့မှ8သိန်းညှိနှိုင်းရောင်းချပြရမယ်ခင်ဗျာနော်ကဲတောက်ရှောင်းနဲ့ပုတ်ဆူဆိုရင်တော့ဒီ1005 Eden ဝိုင်းရင်လေးကြံအောင်မယ်ဈေးနှုန်းကတော့600အောင်မှ2သိန်းရောက်မယ်ခင်ဗျ990နဲ့မှ8သိန်းနော်ပြီးရင်တော့ဒီမှာဒီဆွစ်လေးလေးကြံပါအောင်မယ်ဆွစ်တောက်ရှောင်းနဲ့လေးပါ2000ခွန်မော်တယ်ဖြစ်မယ် i9 ဖြစ်မယ် color black လေးပါ smart digital နဲ့ smart key aircon digital ပါဈေးနှုန်းကတော့960နဲ့မှ8သိန်းပါခင်ဗျနော်ကဲဒီနွားကြတော့စိုးအောင်ပြီးသားလေးပါဒီတောင်းလေးကျွန်တော်ရောင်းမယ်နော်ဒီကောင်လေးက6ပုံပုံအားရောင်းပေးမယ် F10 99 digital လေးပါခင်ဗျနော်638သိန်းကိုညှိနှိုင်းရောင်းပေးမယ်ခင်ဗျဒီကားလေးတွေကတော့ကျွန်တော်တို့ showroom မှာအများစွာရှိပါတယ်ကားလေးတွေစိတ်ဝင်စားတဲ့ဆက်သွယ်မြင်မြတ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39968465ကိုကိုတင်တွေကိုဆက်သွယ်မြင်မြတ်ဆောင်နိုင်ပါတယ်ခင်ဗျာကိုရန်ကိုကြလာကြည့်ရှုခြင်းနဲ့ဆိုရင်တော့အရှိတကုံ9ရက်ကွက်ရာဇဒရစ် one way လမ်းမကြီးပေါ်မှာကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာရှစ်သမိုင်းမှတ်တိုင်အနီးမှာကြည့်ရပါမယ်နော်ကဲစူးရှိုးတော့မှာလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဝယ်သည်ဖြစ်သေးမဝယ်သည်ဖြစ်သေးလာရောက်လေ့လာလို့ရပါတယ်ခင်ဗျာနော်ကဲကြည့်ရှုပေးသူတူတယောက်ကြီးနိုင်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပြီးမှပြန်လဲတွေ့ကြပါမယ်